စူးစားပြီးငွေရှာစမ်းမှသားကြီးอ่ะငွေမရှိရင်ဘသူမှမင်းကိုမလေးစားကြသလိုမင်းကိုတောင်ရှိတယ်လို့မထင်ကြတော့ဘူးမယုံရင်ငွေမရှာဘဲနေကြည့်လိုက်မင်းကိုချစ်လာပါတယ်ဆိုတဲ့လူတွေမင်းကိုစတင်ပြီးထိုးနှက်ကြလိမ့်မယ်တခြားကိုမကြည့်နဲ့မင်းအလုတ်ရှင်ကိုပဲကြည့်သူတို့အလုတ်ကိုလှုပ်ပေးနိုင်ရင်ညှောင်ပစ်ခိုင်းကြပြီးသူတို့အလူအကြရင်မင်းကိုကြိမ်းမောင်းဖို့အသင့်ပါပဲဘလောက်ပဲလှုပ်လို့သူတို့ပေးတဲ့လောက်ပမာဏသာရပြီးတိုးတက်ဖို့ဆိုတာလဲဝေးကွာလာပါတယ်အချိန်တွေသာကုန်လာတယ်နူးပြိုတဲ့အချိန်တွေငယ်ရွယ်တဲ့အချိန်တွေခရီးသွားခြင်းနဲ့စိတ်တွေစသဖြင့်မရနိုင်တော့ပဲငွေရှာဖို့အတွက်ပဲကုန်ဆုံးလာရတယ်။အော်လူဘဝခဏတာဆိုပေမဲ့ငွေရှိမှတင့်တယ်ပါလားလို့အသက်ကြီးလာလီပူတိလာလီပဲ။လွတ်မြောက်ချင်ရင်တော့ကြိုးစားရမယ်လေ။အလုံးလုံးရတာပျော်မွေ့စရာဖြစ်အောင်ဆက်ထိန်ပြီးငွေရှာနိုင်ဖို့ကြိုးစားရင်အားတင်းထားရတယ်လေ။ပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်ဖို့ဘာတွေလုပ်ရအောင်မလဲ။ဘာတွေပြီးဆက်ရအောင်မလဲ။ဘလောက်ကြာအောင်မှလည်းမသိနိုင်ပါဘူးလေ။ကာယဆွမ်းအားနဲ့ငွေရှာတာဟာလက်တွေ့မှာမလို့မဖြစ်နိုင်တာပူတိလာတယ်။ဒါကြောင့်ညာနာဆွမ်းအားနဲ့ရှာဖွေနိုင်မှသာပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်မယ်ထင်လို့အုံနောက်ကိုပူအတုံးချရတော့တာပေါ့။ပြင်းကြီးချင်းဟာမင်းကိုသူ့များအခိုင်းစီဖြစ်အောင်တွန်းပို့နေတာပါပဲ။တိုးတက်ပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်ရင်တော့ရသမျှနီလန်းတုံပြီးယူသားစူးစမ်းငွေရှာရမယ်ပဲလေ။ Sweating